ဟုတ်ကဲ့ပါမဟုတ်စနာကျော်ကြီး intro auto ကဏ္ဍပြီးမှာတော့တင်ကားခက်လန်းလန်းလေးတွေကိုပိုင်ဆိုင်ထားသူတွေရဲ့ကားတွေကိုယ့်ရဲ့ကားကိုဒီဇိုင်းမျိုးစုံနဲ့စမ်းသစ်ထားသူတွေရဲ့ကားအကြောင်းတွေကိုမိတ်ဆက်ပေးမယ် Who's Car ကဏ္ဍကိုဆက်ပြီးတော့တင်ပြကြပါမယ်။ဟုတ်ကဲ့ဝိုင်းတော်သူမတ်ဗျူလာဦးကနေပြီးတော့တင်ဆက်ပေးသွားမှာပါ။မင်္ဂလာပါဒီတစ်ပတ်ဟော့ကီယာပရိသတ်ကြီးကိုတင်ဆက်ပေးဖို့ရှိနေတဲ့ပြန်ကားအစီအစဉ်မှာဆိုလို့ရှင်တော့ Nissan Ferrari 350ဆက်ပြန်ကားမျိုးစားနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပြည်တွင်းမှာမကြာခဏဆိုတော့တွေ့ရလေးရှိတဲ့အထိပြန်ကားကိုဂျပန်နိုင်ငံက Nissan ကုမ္ပဏီကြီးကနေ2002ခုနှစ်ကနေပြီးတော့2009ခုနှစ်ထိပုံစံအမျိုးမျိုးနဲ့ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Nissan Ferrari 350ဆက်ပြန်ကားမျိုးစားကို Fast and Furious Tokyo Drift ရုပ်ရှင်ဇာတ်ကားမှာအသုံးပြုခဲ့ပြီးတော့လူငယ်တွေကြားမှာလည်းတကယ်ကိုလှုပ်လှုပ်ရှားဖြစ်သွားခဲ့တာပါ။လက်ရှိဒီကားရဲ့ကာလပေါက်စီးကတော့မြန်မာကျပ်ငွေ320နီးပါးရှိနေပါတယ်ဒီတော့ Nissan Ferrari ပြန်ကားကြီးရဲ့ကားပိုင်ရှင်ကိုယ်ကွန်ကိုတွေ့ဆုံပြီးတော့ဒီကားရဲ့အားသာချက်အားနည်းချက်တွေအကြောင်းကိုတွေ့ဆုံမေးမြန်းပေးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကိုမင်္ဂလာပါမင်္ဂလာပါဟုတ်ပထမဆုံးအနေနဲ့ပေါ့နော်အကိုကားတွေလည်းအများကြီးရှိရဲ့ထဲမှာဒီ Nissan Ferrari ကားကို Grace ဖြစ်ခဲ့ပုံလေးကိုပြပြပါဦးရှင်ဟုတ်ကဲ့ဒီကောင်ကတော့ဘယ်လိုပြောမလဲကျွန်တော်ရဲ့ဒီငယ်လေးကစီးကျင်တဲ့ကားလေးဖြစ်တယ်ဗျာဒါသူ့ model လေးလည်းဒီ1002ဆိုပေမဲ့အပြင်မိုင်းနေတဲ့ကြည့်ရင် model လေးမြင့်နေဆိုတဲ့သဘောလေးရှိရောလေအဲဒါဟုတ်အဲလေးဝယ်စီးပြလိုက်တာပါဟုတ်ကဲ့ပါရှင်ကိုဒီ Nissan Ferrari မှာပေါ့နော်အယောင်တွေအမျိုးမျိုးရှိရဲ့ထဲမှာအကိုဒီ pink color လေးကိုပေါ့နော်ရွေးချယ်ဖြစ်ခဲ့ပုံလေးလည်းပြပြပေးပါအောင်ရှင်ဒီကောင်ရဲ့ original အယောင်ကတော့ဒီမီဂိုးရောင်ပေါ့နော်ဒီမီဂိုးရောင်ကိုမှကျွန်တော်အဝိုင်အောင် sticker နဲ့ကတ်စီရဲ့ဒီ sticker ကတ်စီရဲ့အတွက်ကြောင့်ဒီပြန် sticker ပြန်ခွာပြီးတဲ့အချိန်မှာနည်းနည်းလေးစေးသားလေးအောက်ကထိခိုက်မှုရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ဘာစီရောက်မအောင်အယောင်မဟုတ်အောင်မယ်ဆိုပြီးကျွန်တော်စဉ်းစားရပါပေါ့နော်အဲ့ချိန်မှာကျွန်တော်ဒီပန်းအောင်လေးကိုဒီကိုယ့်ရဲ့ကိုပိုင်ကုန်းနံပါတ်နဲ့ကို custom page ပေါ့နော်အဲဒီထုတ်ပြီးတော့စေးမုတ်ခဲ့တာဖြစ်ပါတယ်ဒီကားကအကိုရဲ့အိမ်မက်ထက်ကကားလေးလည်းဖြစ်ခဲ့ရဆိုတော့အကိုဒီကားကိုဝယ်စီးရဲ့အခါမှာပထမဆုံးရတဲ့အခါမှာပေါ့နော်ဘယ်လိုခံစားရလဲပေါ့ပြီးတော့ဒီကားကိုဘယ်လိုမျိုးအလားဆင်ခဲ့လဲပေါ့ပြပြပေးပါဦးရှင်ဒီကောင်ကျွန်တော်စားရတော့လည်းတော်တော်ပြောပါတယ်ဘယ်လိုပြောရမလဲမသိဘူးအဲ့တော့လည်းကားရတော့အိမ်မက်ထဲမှာလည်းငါဒီကားကိုဘယ်လိုပုံစံဆင်မလဲဘယ်လိုပုံစံစီးမလဲအမြဲပြည့်နေအဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီခဏလည်းဒီကောင်ပုံစံမျိုးစုံကျွန်တော်လှုပ်ထားခြင်းနဲ့အိမ်မက်တိုင်းပေါ့နော်ဒီmodify အဆုံးလုပ်ပါတယ်ဟုတ်ဒီကားကိုအကိုပဲချိန်ဒီမှာစီးဖြစ်လဲပေါ့ highway တွေပါရောစီးဖြစ်လားပြီးတော့စီးလို့ရှိရင်ရောအချိန်တော့ဘယ်လောက်နဲ့စီးလဲပေါ့ပြပြရအောင်ဟုတ်ကဲ့ဗျဒီကားတော့ကျွန်တော်နေ့တိုင်း daily treatment အနေနဲ့သုံးပြီးတော့စီးဖြစ်တယ်ပေါ့နော်အဲ့ခီးပိုင်းသွားလို့အဆင်ပြေ line ခီးဆိုကျွန်တော်သွားလိုက်ပါတယ်ဟောသူပိုင်နည်းနည်းလေး confidence ဖြစ်တယ်ဆိုပြီးတော့သဘောလေးနဲ့ပေါ့နော်အဲ့သွားဖြစ်ပါတယ်မောင်းတာကတော့ကီလိုမီတာသူတို့တက်မှတ်ထား120ဒီလောက်ပါပဲကျွန်တော်အဲ့လောက်ပဲမောင်းပါတယ်ဟုတ်ဒီ Nissan Ferrari တွေရဲ့ပေါ့နော်အားနဲ့ချက်အားသာချက်လေးကိုလည်းပြပြပေးပါအောင်ရှင်ဒီကောင်က2 seater ဖြစ်တယ်ဘယ်လိုမှလည်းအနောက်မှာထိုင်လို့မရတဲ့အတွက်ကြောင့်ဟိုခြားလူတွေတငယ်ချင်းမိုင်းနဲ့သွားရင်တော့အဲ့ရောအဆင်ပြေရပါရောရှိရပါတော့နောက်တစ်ခုကျတော့ဒီကောင်က1002နေမို့လို့ဒီသူ့ရဲ့ model လေးနည်းနည်းအောက်တဲ့အတွက်ကြောင့်wiring bind system တို့ပါတော့အောက်ပိုင်းတို့ပါတော့နည်းနည်းတော့ဒီ expire ဖြစ်သွားတယ်ပေါ့သူထုတ်တဲ့သက်တမ်းနည်းနည်းကြာသွားပေါ်မူတည်ပြီးတော့အဲ့လိုနည်းနည်းလေး expire ဖြစ်သွားတယ်ဒီအားသာချက်ကြောင့်ကျွန်တော်ခုနပြောလိုပဲဒီသူ့ဟန်သူရုပ်ထွက်လေးလာနေတော့အဲ့လေးကသူ့အားသာချက်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်ဒီပြန်ကားကကြတော့မြန်မာနိုင်ငံကလူငယ်တွေကြားမှာလည်းတကယ်ရေပန်းစားတဲ့ကားဖြစ်တယ်ဆိုတော့တချို့ကကြတော့ fashion အနေနဲ့ပဲစီးကြတယ်တချို့ကကြတော့လည်းပြန်ကားဆိုတဲ့အတိုင်းတကယ်ကိုအရှင်ပြင်းနဲ့စီးကြရပေါ့နော်အခုအနေနဲ့ရောဒီပြန်ကားကိုဘယ်လိုပုံစံနဲ့စီးရလဲပေါ့ကျွန်တော်ကြတော့ဒီအပြင်ပိုင်းပေါ့နော်အပြင်ပိုင်းကိုဒီပုံစံလေးလောက်အောင်လုပ်မယ်ချစ်စရာကောင်းfashion ကြောင့်လေးအဲ့လိုလေးလုပ်မယ်ပေါ့နော်ဒီ HDR ဘိုင်းကို modify လုပ်တဲ့လူပါဟုတ်ဟုတ်ကဲ့ပါရှင်ကိုကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်